ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ရွှေဖြိုးလေး YouTube channel ရပြီးတော့ပြန်လေကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုအားပေးနေကြတဲ့မိဘပြည်သူညီကိုမတော်မအားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ဘက်ကဥစွာပထမနှုတ်ခွန်းဆက်သားလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကကျွန်တော်တို့3 3နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နေ့စဉ်အပတ်စဉ်ပုံမှန် free တင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်အခုဒီမှအားလုံးကကျွန်တော်ရဲ့ရွှေဖြိုးလေးကျွန်တော်တို့ YouTube channel လေးကို subscribe မနှိပ်ရသေးတဲ့အကိုဒီမိုက်အားလုံးက subscribe လေးနှိပ်ပေးကြပါကျွန်တော်တို့ subscribe နှိပ်ပြီးသွားတဲ့ကိုဒီမိုက်အားလုံးပဲကျွန်တော်တင်သမျှ video file လေးတွေကိုအမြဲတမ်းမြင်တွေ့ရအောင်ဘေးက notification လေးကိုလည်းတစ်ခါတည်းနှိပ်ထားခဲ့ဖို့မမေ့ကြပါနဲ့ဗျဒါမှတလည်းကျွန်တော်တို့ဒီနဲ့2 3နဲ့ပတ်သက်ပြီးတော့အပတ်စဉ်အပတ်တိုင်းနေ့တိုင်းကျွန်တော်တို့ပုံမှန် free တင်ပေးရမှာအကိုဒီမိုက်အားလုံးအမြဲတမ်းမြင်တွေ့ရမှာဖြစ်ပါတယ်ကဲကျွန်တော်ရဲ့channel လေးကို subscribe နေပြီးသားဒီကလူချင်းမများကလည်းကိုတူတယောက်တည်းမြင်တူတယောက်တည်းပေါက်ဆိုတဲ့စိတ်ဆန္ဒကိုလုံးဝမထားပါနဲ့တူမြင်တူပေါက်အများများပေါက်အောင်ဝိုင်းဝန်းပြီးမျှဝေပေးကြပါလို့ကျွန်တော်ဘက်ကမြစ်လိုက်ရခံပါတယ်ဗျကဲကိုပြောချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့နှစ်တက်မှာထွက်ရှိသွားတဲ့ 3D ပေါ့နော်ကျွန်တော်တို့2ရက်1လ2025အတွက် 3D ကတော့ကိုရီမိုက်အားလုံးပဲတိကြတဲ့အတိုင်းပဲကျွန်တော်ခွန်396ထွက်သွားတယ်ကျွန်တော်ပေးထားတဲ့ကဏ္ဍဒီကိုပြောချစ်မိတ်ဆွေများအားလုံးပဲ1ခွန်6တပွင့်ကွာလေးပေါ့နော်ကျွန်တော်တပွင့်ကွာကျွန်တော်တို့အဓိကကတော့ကျွန်တော်တို့အလေတိုင်းကွာသွားတာပေါ့နော်အလေတိုင်းကွာသွားတဲ့အတွက်ကြောင့်ကိုမိုက်အားလုံးပဲတွတ်တော်မရလိုက်ဘူးတအားကြီးတော့နီးစပ်သွားတယ်ပေါ့နော်ကျွန်တော်တို့ခွန်396เนาะပတ်လည်နဲ့ပြန်ကြည့်မယ်ဆိုတပွင့်ပတ်လည်နဲ့ပြန်ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့3ခွန်6ပေါ့နော်ပတ်လည်နေထားနဲ့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကိုဖြည်းဖြည်းထားတာဒီကျွန်တော်တို့1ခွန်6เนาะကျွန်တော်ပတ်လည်နေထားနဲ့ပြန်ကြည့်မယ်ဆိုရင်ခွန်16เนาะဒီလိုပုံစံဖြစ်သွားတာပေါ့နော်ခွန်6ဆိုကျွန်တော်တို့3နဲ့တပွင့်ကွာလေးနဲ့တော့ကိုမိုက်အားလုံးပဲ2ဦးအစမှာခံလိုက်ရပြီဟုတ်လားနှစ်ဦးစအဖွင့်မှာပဲကိုရီမိုက်အလုံးပဲတပွင့်ဝါလေးနဲ့ပဲကျွန်တော်တို့ကျင်နှက်လိုက်ရတယ်ပေါ့နော်တပွင့်ဝါလေးနဲ့ကျင်နှက်ရစိတ်ထမကြနဲ့ကျွန်တော်တို့ 3D မှာမရခဲ့တော့လေကျွန်တော်တို့လာမက်ဘတ် 2D နဲ့ပတ်သက်ပြီးတော့ကိုရီမိုက်အလုံးပဲတကယ်ပေါက်ချင်နေဆိုတဲ့အကိုရီမိုက်အလုံးပဲကျွန်တော်ရဲ့ live view file လေးကိုပြီးဆောင်အောင်ကြည့်ပေးပါနော်ကဲကိုပြောချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့လာမက်ဘတ်နော်လာမက်ဘတ်ကိုပြောချစ်မိတ်ဆွေများအားလုံးပဲတတင်လာအင်္ဂါဗုဒ္ဓဖူးပေါ့နော်လာမက်ဘတ်တတင်လာအင်္ဂါဗုဒ္ဓဖူးကျွန်တော်တို့3ရက်စာရွက်ဖြစ်ပါတယ်လာမက်အတွက်ကျွန်တော်တတင်လာအင်္ဂါဗုဒ္ဓဖူး3ရက်အတွက်ကိုပြောချစ်မိတ်ဆွေများအားလုံးကကိုဖြိုးကျွန်တော်တို့ပုံမှန်အပတ်တိုင်းကိုဖြိုးရဲ့ဇာတိုးလေးတွေကိုလိုချင်တယ်ကိုဖြိုးရဲ့ဇာတိုးလေးကိုကျွန်တော်တို့စော့ချင်တယ်ကျွန်တော်တို့ဘယ်လိုယူရမလဲဘယ်လိုစော့ရမလဲကိုဖြိုးနဲ့ဘယ်လိုလက်တွဲရမလဲဆိုတဲ့အကိုဒီမတွေအားလုံးကကိုဖြိုးနဲ့လက်တွဲချင်တယ်ကိုဖြိုးပြီးတဲ့ဇာတိုးလေးတွေကိုစော့ချင်တယ်ဆိုတဲ့အကိုဒီမတွေအားလုံးကကိုဖြိုးလာမက်ပတ်တနင်္လာအင်္ဂါဗုဒ္ဓဖူးเนาะကိုဖြိုးချင်းမစများအားလုံးပဲလာမက်ပတ်တနင်္လာအင်္ဂါဗုဒ္ဓဖူးကျွန်တော်တို့9ရက်6ရက်9ရက်ပေါ့နော်9ရက်6ရက်9ရက်အတွက်ကျွန်တော်3ရက်စာဗုဒ္ဓဘူးမကျော်ဇာရိုးမွေး main share main ကနန်းမွေးကနန်းနဲ့ဇာရိုးစိတ်ပတ်တိကိုလိုချင်တယ်ဆိုတဲ့အကူဒီမိုက်အားလုံးကကိုရွှေရဲ့ဖုန်းနံပါတ်ကိုဖုန်း message ကဟိုင်းပြီးတော့ကနန်းလာရောက်ယူလို့ရပါတယ်ဘယ်လိုယူရမလဲဆိုတဲ့အကူဒီမိုက်အားလုံးကပေါက်ဝေးနေပါနော်ပေါက်ဝေးနဲ့လာရောက်ယူလို့ရပါတယ်ပေါက်ပေး1000ခွဲပါကိုဖြိုးချစ်မိတ်ဆွေများအားလုံးပဲနော်ပေါက်ပေး1000ခွဲပါလာမဲ့ပတ်တွဲဇာရိုးကိုဖြိုးကိုဖြိုးနဲ့လက်တွဲချင်တယ်ဆိုတဲ့အကူဒီမိုက်အားလုံးကငွေ100လည်းမလိုဘူးဘေ100လည်းမလိုဘူးနော်ကိုဖြိုးနဲ့လက်တွဲမဲ့ဆိုတဲ့ကိုရီမိုက်အားလုံးကဂတိတစ်လုံးတန်ဖိုးထားတဲ့ဂတိတည်ရဆိုရင်ကိုဖြိုးနဲ့လက်တွဲလို့ရပါပြီကဲကိုဖြိုးရဲ့ချစ်မိတ်ဆွေများကကိုဖြိုးဖုန်းနံပါတ်ကိုကျွန်တော်ဘယ်လိုဟိုင်းရမလဲဆိုတဲ့ကိုရီမိုက်အားလုံးကကျွန်တော်ရဲ့ဒီ live video file လေးရဲ့ comment နော်ဒီ live video file လေးရဲ့ comment ထဲမှာကျွန်တော်ဖုန်းနံပါတ်လေးကိုကျွန်တော်ပင်ထောက်ထားပေးပါမယ်အကိုရီမိုက်တွေအားလုံးကကျွန်တော်ဖုန်းနံပါတ်လေးကိုဖုန်း message ကရော Viber ကရောဟိုင်းပြီးတော့ကနန်းလာရောက်ယူလို့ရပါတယ်ကျွန်တော်ကတော့ကိုကြီးမိုက်အားလုံး Viber ကတော့အထူးဟိုင်းခြင်းပါတယ် message ကကျတော့ကျွန်တော်တို့အလူကြီးရဲ့အကန့်အသတ်လေးနဲ့ပြရတာမို့လို့ကျွန်တော် Viber ကတော့လာပြီးဟိုင်းစေခြင်းပါတယ်ဗျကဲကိုပြောချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့လာမက်ဘက်မှာလုံးဝစိန်ပတ်သီးအပိုင်နဲ့လုံးဝ main share မွေးကနန်းကို share ရခြင်းနဲ့ share အောင်မြင်မှုနေနဲ့ share ဆော့ခြင်းနဲ့ဆိုတဲ့အကူဒီမိုက်အားလုံးကကိုဖြိုးရဲ့ Viber ကျွန်တော်တို့ဖုန်းနံပါတ်ဖုန်း message ကိုဟိုင်းပြီးတော့ကနန်းလာရောက်ယူလို့ရပါတယ်ပေါက်ပေး1000ခွဲပါဂတိတီမဲဆိုတဲ့မိတ်ဆွေများအားလုံးပဲကိုဖြိုးနဲ့လက်တွဲလို့ရပါတယ်ဗျကိုဒီမိုက်အားလုံးပဲပိုက်မှာကျွန်တော်တို့နောက်စရင်တင်းတွေပြည့်ကျော်ပြီးသွားမှာကိုဒီမိုက်အားလုံးနဲ့ပြန်လည်ဆုံကြပါမယ်အားလုံးပဲပိုက်ပါနော်ကျွန်တော် live view file လေးကိုတွေ့ရတဲ့အကိုဒီမိုက်အားလုံးပဲပေါက်ပေးယူမယ်ဆိုတဲ့ကိုဒီမိုက်ကဖုန်း message ကပဲဟိုင်းတာပါ Viber ကလည်းဟိုင်းထားလို့ရပါတယ်ကျွန်တော်တနင်္ဂနွေနေ့ကြမှာကျွန်တော်ကနန်းပို့ပေးမှာပါဗျနော်တနင်္ဂနွေနေ့ညကြမှာကျွန်တော်ကနန်းပို့ပေးမှာကိုဒီမိုက်အားလုံးပဲအဆက်အရအဆင်ပြေကြပါစေကိုဒီမိုက်အားလုံးပဲနှစ်သက်မှာပျော်ရွှင်ကြပါစေအားလုံးပဲပိုက်မှာကိုဒီမိုက်အားလုံးပဲနော်